မေမဟုတ်ဘူး9000လောက်ပြပါလားငွေချင်းနေသွားပြီးလဲအဲ့လိုသွားတောင်းလို့ရှိရင်အုံထုခံရတယ်ဒါပေမဲ့မေမနေ့ပြန်ကြလို့ရှိရင်ငွေချင်းနေစုံညီပွဲရှိတယ်မေငယ်တော့အောင်အဲ့လိုမျိုးသွားဘူးလားငွေချင်းနေစုံညီပွဲတွေပါတွေရောမေသွားဘူးလားပြောဖို့ကောင်းလားအဲ့လည်းခုမှသွားမှာဆိုတော့ပြောဖို့တော့ကောင်းပါပဲเนาะငွေချင်းနေစုံညီပွဲသွားရင်ပြောကြကောင်းပါပဲသူအနေနဲ့မဟုတ်တူစားရမယ်တောက်စကားတွေလည်းပြောရမယ်တန်းနေရငွေချင်းနေသွားမှာဆိုတော့မေရဲ့အဲ့တော့လည်းမကြံခဲ့ချင်ဘူးထိုင်သွားချင်အမေတာ9000လောက်ကုန်မဲ့မေရဲ့အဲ့မဘိုးလေးပေးပါလားဒီလိုမျိုးပြောလို့ရှိရင်တော့မဘိုးရဖို့အခွင့်အလမ်းအများကြီးပဲရှိပါတယ်ဒီတော့ကျွန်တော်တို့အရောင်းသမားတွေကလည်းဒီနည်းစနစ်ကိုသုံးနေတယ်ဒါဘာနည်းစနစ်လဲဆိုတော့ကိုယ့်ရဲ့ဝယ်သူ customer ကိုအနာဂတ်ကိုကြိုပြီးတော့ခံစားရတဲ့နည်းစနစ်ဖြစ်တယ်နမူနာတစ်ခုအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ party အင်ဂျီရောင်းနေပဲထားပါတော့ party dress မင်းကလေးတွေရောင်းနေတယ်ရောင်းတဲ့ခါကျလို့ရှိရင်သူဝစ်ချီစမ်းကြည့်ပြီးတော့ဟာညီမလေးနဲ့ရမ်းလိုက်တာပဲညီမလေးနဲ့ရမ်းလှတာပဲခဏကိုလေးလည်းပေါ်နေရပဲကျန်တယ်ဒါမှမဟုတ်တော့ပြောတင်တာပါလဲဆိုတော့ဟာညီမလေးလုံးဝ perfect ပဲဒီအင်ဂျီလေးပွေပြီးတော့ညီမလေးကွက်တက်လိုက်မှဆိုလို့ရှိရင်လုံးဝ party queen လုံးဝထင်းကနေဖြစ်နေတာကွဲတယ်မှာညီမလေးကောင်လေးကညီမလေးကိုမျက်လုံးတော်မှခွာနိုင်မှာမဟုတ်ဘူးလေးကြီးပဲဆိုလို့ဒါဘို့ဖြစ်နေတာသူအင်ဂျီဝတ်ပြီးရတဲ့ခါကျတော့ရှိရင်သူ့ရဲ့ feeling ဒီ party ထဲမှာသူဘလို့အားလုံးရဲ့အမြင်မှာသူဘယ်လောက်ထိအောင်တောက်ပနေမလဲဆိုတဲ့ feeling မျိုးကိုထည့်ပေးနိုင်ရမယ်ဒီလိုပို့ပေးနိုင်တဲ့ sales ကလုံးဝ close ဖြစ်ဖို့တေချာသလောက်ရှိတယ်ဒီတော့မိတ်ဆွေကကိုယ့်ရဲ့ product ကိုယ့်ရဲ့ဝန်ဆောင်မှုကိုရောင်းတဲ့အခါမှာ customer ကိုလက်ရှိပစ္စုပန်ကိုမပြောပါဘူး။နောက်လာမယ့်အနာဂတ်မှာသူဒီပစ္စည်းကိုပိုင်သွားတဲ့အခါဒီဝန်ဆောင်မှုကိုရသွားတဲ့အခါမှာခံစားရမယ့်စိတ်ခံစားမှုနဲ့အကျိုးရှိမှုကိုလည်းဦးစားပေးပြီးတော့ပြောနိုင်အောင်ကြိုးစားပါ။ကိုပစ္စည်းကဘာတွေကောင်းကျိုးပေးမှာလဲ။ကိုယ့်ရဲ့ဝန်ဆောင်မှုကဘာတွေကောင်းကျိုးပေးမှာလဲ။စိတ်ကူးကျင်တာဒီအကြမ်းမှမကုန်ပါဘူး။အလက်ကားရပါတယ်။ပြီးရင်လူတိုင်းကလည်းစိတ်ကူးကျင်ရတာသဘောကျပါ။နောက်တစ်ခုကကြတော့ဘယ်သူမဆိုကိုကြိုက်တဲ့ပစ္စည်းကိုပိုင်ဆိုင်ပြီးသွားပြီးရသွားပြီးပြီဆိုလို့ရှိရင်ဆုံးရှုံးရမှာကြောက်တဲ့သူတွေကြီးပါအဲ့ဒီတော့ဒီပစ္စည်းကိုသူကပိုင်နေပါပြီဆိုတဲ့အတွေးမျိုးကိုများများကိုကထည့်ပေးနိုင်လို့ဒီပစ္စည်းကိုမဝယ်ဘဲနဲ့ပြန်ထွက်သွားမှာလို့ customer ကကြောက်လို့အဲ့တော့ customer ကိုဝယ်စေချင်လို့ရှိရင်သူဒီပစ္စည်းကိုပိုင်နေပါပြီဆိုတဲ့အတွေးကိုခေါင်းထဲကိုမျှရောက်အောင်တွန်းပို့နိုင်ဖို့လိုပါတယ်ဒီအချက်ကိုတေချာလေးအသုံးချမယ်ဆိုလို့ရှိရင်ကိုယ်ဆိုင်ထဲမှာဝင်ပြီးတော့ကိုက customer ကိုအများကြီးရှင်းပြပြီးတဲ့အခါကျတော့မှ customer ပြန်ထွက်သွားတော့ဘူးပစ္စည်းကိုဝယ်ပြီးမှပဲပြန်ထွက်သွားပါလိမ့်မယ်ကျွန်တော်ကိုယ်ဟိုင်းပါ business consultant တယောက်ဖြစ်ပါတယ်တလမှာတဒန်းပဲဖွင့်တယ်ကျွန်တော်ရဲ့ business class ကိုတက်ချင်တယ်ဆိုလို့ရှိရင်တော့ message ကနေပြီးတော့စာပို့ပြီးတော့စုံစမ်းပေးပါနောက်ဗီဒီယိုမှာကျွန်တော်ပြန်တွေ့မယ်